အားလုံးပဲမင်္ဂလာပါတဲလေးတို့ရေတိုင်းကြီးတောက်စားမယ်ရှင်ဒီနေ့ကိစ္စသွားတယ်လေတဲလေးတိုင်းကြီးတောက်ဝယ်လာစားတဲ့တဲလေးတို့ရေငါပွဲပါရှင်တပွဲ90တဲလေးငါပွဲဆိုတော့ပတ်250ပါရှင်သူ့တော့ပြောထားတယ်ချင်းဆက်ဆက်လေးလုပ်ပေးလို့ပြောထားတယ်လောင်းထဲလိုက်မယ်တိအိုးငရုတ်ဒီနှမျောစရာကြီးအတဲလေးတို့ရေကော်ပီတော့မကြိုက်ဘူးအသေးလေးတို့ကော်ပီတော့မကြိုက်ဘူးအေးမလေးငါတော့မလို့နည်းနည်းလေးပဲကြံ့တယ်မလေးတပွဲ90မောင်းမယ်ဆိုရင်လေဟမ်ကိုကောင်ကိုပြန်ရိုက်ခွဲတော့မယ်ကော်ပီတော့မကြိုက်ဘူးရှင်နပွဲကော်ပီတော့မကြိုက်ဘူးရှင်တုံးပွဲစားကြပါဦးရှင်နိုင်ကြီးတောက်စားမယ်တဲ့ကောက်ကောင်တောက်မှာနိုင်ကြီးတောက်ဟိုဒီနေ့ယူထုတ်တယ်မမကော်ပီတော့တယ်လေကော်ပီတော့ပါတယ်မကြိုက်ဘူးအသေးလေးတို့အစားဆိုကော်ပီတော့မထည့်ပါဘူးဒီလိုမျိုးလေဒီနောက်ပိုင်းမှာကော်ပီတော့လည်းထည့်တယ်ဆိုတော့ကိုမသိဘူးလေဝယ်စားတာတော့3-4ကောက်ရှိပြီအသေးလေးတို့ရေกินป่ะกินป่ะตามยาเย็นเนี่ยยิบเท่าไรไหมอันนั้นที่ต้องงาป่วยแต่ป่วยหาข้างเนี่ยน่ากินมากစားကြပါအောင်ရှင်ငါရင်စမ်းကြည့်မယ်စားမလားတမညာရဲ့ညစ်ထဲတော့လေတဲလေးမွေးပြီးတော့လေတမညာနန့်လေတော့ကိုမွေးနေရောပဲရှယ်နန်းကြီးတော့ကလေတဲလေးဒီလိုမျိုးအချောင်းလေးဖြည့်ရမယ်တဲလေးတချို့နန်းကြီးတော့အချောင်းအကြီးပဲစားလို့တိတ်ပြီးတော့မမိတ်ဘူးရှယ်ပဲလောနဲ့အစားလေမမပုံမှန်မှန်းပြီးတက်တော့လေတဲလေးတပွဲ60ရောင်းတယ်နော်တဲလေးနော်ဒီတစ်ခါတော့ဒီတပွဲ90ပဲဖြစ်သွားတယ်အကျော်တွေလည်းထည့်လာတယ်ตลาดพระโขนงมา
မမပို့မပြောပြထားမယ်နော်တဲလေးတို့နော်မမပို့မသမင်းစားတဲ့ပို့ကိုနော်တဲလေးနော်ကြည်လို့ရတဲ့လူတချို့ကြည်နော်တဲလေးနော်ကြည်လို့မရတဲ့လူတချို့မကြည်နဲ့နော်တဲလေးနော်ကြည်လဲမကြည်နဲ့ဝင်ပြီးတော့လဲ comment တွေမဝင်ရေးနဲ့မကောင်းတဲ့ comment တွေသိလားတချို့လူတွေကလေစားတာဒီမိုက်ကိုပါလာပြီးတော့ရန်ရှာတဲ့လူတွေရှိတယ်အသေးလေးတို့မမပို့မပြောမယ်ဆိုရင်လေပို့မဆွာတယ်ပို့မပါဇက်ကျန်းတယ်လာအောင်မယ်အဲ့လိုမျိုးဗရိမခံခြင်းရပြောမခံခြင်း line ပေါ်မှာမတက်နဲ့တဲ့အခုမမ line ပေါ်မှာတက်ပေးတာမမကိုချစ်တဲ့လူတက်မမတက်ပေးတယ်နော်နင်တို့ငါ့ကိုမချစ်တဲ့လူအတွက်ငါနင်တို့ကိုတက်ပေးနေတာမဟုတ်ဘူးငါတခါတည်းပြောထားတယ်တချို့လူတွေပြောတဲ့လူမိုက်စကားတဲ့လူမိုက်မဟုတ်ဘူးတဲ့လေးတို့သိလားဟမ်ကိုလင်းပဲချင်းလင်းပဲကိုလည်းမကြိုက်တဲ့လူတရားကိုမကြည့်ဘူးကိုမကြိုက်ရင်ကိုမကြည့်နဲ့အခုကကြည့်လဲကြည့်တယ်ဆဲလဲဆဲတယ်ပြောလဲပြောတယ်ဘာမဟုတ်တဲ့ဟာဒီရန်လာဆိုင်ဒီမိုက်တတ်တော့မှရန်လာစားတယ်ဆိုတော့စဉ်းစားကြည့်လိုက်တော့တဲလေးကြီးကောင်းမှန်ကိုမတွေ့ဘူးလို့မထင်နဲ့အကုန်လုံးတွေ့တယ်ဒီကအကောင်လုံးတွေ့တယ်နောက်ပြီးတော့လေနော်ပိတ်တယ်မှဆိုအကောင့်တူအရန်တောင်းကျမ်းတယ်ဟမ်မမပို့မအကောင့်ကလေဖော်လို့သသိန်းကျော်တွေပဲရှိတာဟမ်တစ်တော့တဲ့ဆော့ထားတဲ့တချင်းတွေတရုပ်ဆောင်ထားတဲ့တချင်းတွေမမ line ပေါ်မှာ Facebook မှာတည်းရောပိတ်မှာတည်းရောမမလုံးဝမတင်ဘူးနော်တဲ့တယ်နော်တကယ်တော့အဲ့ဒီမမတစ်တော့ဆော့ထားတဲ့ဟာကိုသမင်းစားတဲ့ဟာပဲမမတင်ထားတယ်အဲ့ဒီပိတ်တယ်မှာလေတစ်တော့ဆော့ထားတဲ့ဟာမမမတင်ထားရဘူးနော်အဲ့လိုတစ်တော့ဆော့တဲ့ဟာတင်ထားမယ်ဆိုရင်လေတဲ့လေးရေအတူတယ်နော်အဲ့ဒီအတူတွေလဲမမပို့မ Facebook ထဲမှာမမတင်ထားပေးတယ်နော်အကောင့်တူမှာမမတင်ထားပေးတယ်မမသမင်းစားတဲ့ပုံတွေကိုစကင်ရှော့ရိုက်ပြီးတော့သူတင်တယ်သူများဝင်မန်းတယ်လေတဲလေးခံပြောတယ်ကိုယ်အဲ့ဒီကောင်မကလေခံပြောတယ်မမလည်းဝင်ရေးတယ်တဲလေးအကောင့်တူတတိထားပါလို့အမအဲ့လိုမျိုးဝင်ရေးတယ်အဲ့ဒီအကောင့်တူပါပြောတယ်ဟုတ်ကဲ့ပါရှင်ညနာဒမ်းမမျက်နှာအရမ်းမာတယ်တကယ်ပြောတာနော်လွတ်အောင်ပြေး